အခုလိုနိုင်ငံကျော်ရုပ်ရှင်မျက်နှာနဲ့ဆိုတော့အကယ်ဒမီ6ထပ်ကွမ်ကိုရအောင်နဲ့ဒီဆိုချီခွင့်ရတဲ့အတွက်ကိုအများကြီးဝမ်းသာဂုဏ်ယူမိပါတယ်ကိုရအောင်နဲ့အဖွဲ့ကိုအခက်အခဲမျိုးမျိုးကြားနေပြီးတော့စပွန်ဆာပေးခဲ့တဲ့တေးတန်လိုင်းအဖွဲ့မှာဆရာဦးစိန်လိုင်းကိုစတီဗင်ကိုကျော်ကျော်ထွန်းဘေးဖက်ဖက်နေပြီးတော့ကူညီပေးခဲ့တဲ့တပုံဆရာအန်ကယ်ဦးအောင်ခိုင်တို့ကိုဒီနေ့ကနေပြီးတော့လိုက်လဲကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ဟုတ်ပါတယ်ခင်ဗျာလာရောက်အားပေးကြတဲ့ဆန်ဖရန်စစ္စကိုမြို့ကတေးချစ်သူအပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါတယ်ခင်ဗျာသူပြောတဲ့အတိုင်းပါပဲကျွန်တော်ကျေးဇူးတင်ကပြောတဲ့အခါမှာမပြည့်မစုံတဲ့ချိန်ကလို့ရှိရင်ကျွန်တော်ခွင့်လွှတ်ပါခင်ဗျာကျေးဇူးတင်တဲ့သူအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီဘောနဲ့လိုက်လေးပြောကြားပြရပြီခင်ဗျာချစ်ပြက်ကလေးမျိုးမြင်ရပါတယ်ရှင်နားဆင်ခံစားပြီးပါla la 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 laပြောစရာရဲ့လေးများပြတ်ကြောကချီးခဲ့ကြတော့တို့ကိုလူတိုင်းပြောနေပြီတကယ်ကိုမင်းသေးလို့ပမစနေဆိုရင်တွေ့ကြတာနေတဝက်စာမိမရဝမောင်နေသူသွားတာတနေ့ကလေးဆိုရင်မိရဲ့ဖျားစိအောင်ဖူးကြမယ်တောင်းစုချွေးပွားတိုင်းဆုံးရအောင်မြင်လာအင်္ဂမဆိုတွေ့လီနေမြို့နဲ့အောင်သွားပြီးရင်ဘိုက်စကုတ်ဝင်ကြည့်မယ်ဘုမာတခါကြတာပရင်းလေးလည်းပြေးသွားမယ်အင်းရမစီတုံးဒီတောက်ချဒီလိုနေပဲခုနရလုံးကြည့်အောင်မိရဲ့မြေရှောင်းလေပြောချင်သောပေါ်ကွယ်ကိုရဲ့အောင်ရဲ့ဒါပြလောမစနီလေဘယ်လိုသွားကြလဲကိုရီရှောင်းလေးမေလိမ့်မှာပေါ့လာကိုလေးချစ်ရဲ့ဆိုရင်မြေရဲ့ဖျားစိအောင်ဖူးကြမယ်တောင်းစုချွေးပွားတိုင်းဆုံးရအောင်တနေ့လာရင်ကမဆိုတွေ့လီနေမြို့နဲ့အောင်သွားပြီးရင်ပိုက်စုံကြည့်မယ်ဘုဒ္ဓဟူမှာတခါကြတာပရင်းလေးဖြီးသွားမယ်အင်းရမစီတုံးဒီတောက်ကြဒီလိုနေပဲခုနှစ်ရလုံးကြည့်ရှောင်းလေပျော်ရွှင်ဆုံးပေါ်ကိုကိုရဲ့အောင်ရဲ့ဒါပြလောမစနီလေကိုရီရှောင်းလေးမေလာကိုလေးချစ်ရဲ့လာ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 la 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 ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ